Hello. Hello. Cô mấy làm gì?ဟုတ်တယ်ဘယ်လိုလဲမသိ ကျွန်တော်ခွေးဘူး အေးပြောပါကြီး ကျွန်တော်လေးဟိုတနေ့ကကိစ္စလေးပြောချင်လားကိုနဲ့ဆရာလေးနဲ့ရံပြတာကျွန်တော်တို့လှုပ်ပွဲဆိုဘယ်လိုလှုပ်ပွဲလဲမသိဘူးတခြားမသိလို့လေ ဆရာလေးလည်းသိတယ်ဟာလည်းသိတယ်အအောင်တော့ ဆရာလေးလည်းသိတယ်ကိုမင်းလည်းသိတယ်မဟုတ်လေကျွန်တော်ပြောမယ်ဆရာလေးလည်းသိတယ်ကိုမင်းလည်းသိတယ်ဆိုတော့ကျွန်တော်တို့ကဒါလှုပ်ပွဲဆိုပါလားအဲ့ဘွဲလှုပ်ပွဲမြောက်တာပေါ့ဘာလို့အမြင်မှာ ဘယ်လိုလှုပ်ပွဲမြောက်လဲ မြောက်လဲလို့လှုပ်ပွဲမြောက်လဲဆိုပထမဝဲအရှုံးပေးပြီးတော့ဒုတိယဝဲနိုင်ခတ်တာကိုဒါလှုပ်ပွဲလို့ဘာလို့ကမပြောဘူးမင်းအရှုံးပေးပြီးတော့ပြန်ခတ်တော့လက်သင့်ခံတယ်ဟုတ်ပြီဘာကြောင့်လှုပ်ပွဲလို့ပြောတာ ဒါမလို့ဘာကြောင့်လှုပ်ပွဲအဲ့ပထမဝဲအရှုံးပေးတာကိုမင်းတခြားလူတွေသိအောင်ပြောထားတဲ့အတွက်ဒါလှုပ်ပွဲမြောက်တယ်လို့ငါတို့ပြောတာ တခြားသူတွေသိအောင်ပြောရတယ်ကျွန်တော်ဘာလို့ပြောတာလို့အကုန်လုံးမင်းဘက်ကကြည်သားစားပြီးတော့ရဲမုံဘက်ကဆွဲတာလေ ကြည်သားစားပြီးရဲမဘက်ဆွဲတာဆိုကြည်သားနဲ့ကျွန်တော်လည်းတူလား မှန်တယ်အဲ့အကုန်လုံး အခုကြည်သားနဲ့ကြည်သားအကိုမဟုတ်လေကိုမင်းကျွန်တော်အဲ့လို လေး30ဆွဲတယ်ထပ်ပြီးကင်းလေး30ဆွဲတယ် ကျွန်တော်ကြီးအခုကျ ကင်းလေး30ဆွဲတယ် တော့သူဆွဲတာကျွန်တော်ပြောတာအခုတော့သူဆွဲတာသူတို့ဆွဲလို့ပြောပါလား တယောက်မှဆွဲမဲ့လူမရှိဘူးဒါမလို့မင်းအရှုံးပေးမယ်ဆိုတာအကုန်လုံးကသိတယ်မင်းရှုံးပေးအောင်မင်းစိတ်ထဲမှာမထားရမှာ ကျွန်တော်ကဘုရုရှော့ပြောနေလို့လားကိုမင်းကမသိပဲရမ်းပြောကိုမင်းဘာမသိပဲရမ်းပြောနေတာဘာပြောတာကိုမင်းကျွန်တော်ဘသူဘာပြောနေလို့လဲ တီးကြအချက်လက်ရှိတာ အခုကိုမင်းကတိကျချက်လက်ရှိလားကျွန်တော်အဲ့နေ့ကပတ်စံဘယ်လောက်ရတယ်ဘာတိကျချက်လက်ရှိလား ငါမသိဘူးဖိတ်လိုက်ရတာဒီမှာမင်းကြောင်ပြီးခွင့် မသိပဲလေကျွန်တော်ပြောမသိပဲလေကိုမင်းဘာလဲကျွန်တော်လုံပွဲလို့ပြောရတာလေ ဟာလုံးဝပြမင်းပထမဝဲရှုံးပေးတာမင်းအကုန်လုံးမင်းဘက်ကတည်းကမင်းဘက်ကကိုရဲမို့ဘက်ကဆွဲတယ်နောက်ရက်ကျတော့အကုန်လုံးမင်းဘက်ကနေပြီးအကုန်ပြန်ဆွဲကြတယ်အဲ့ဒီပထမရက်ကရဲမို့ကြိုက်လို့ဆိုပြီးဆွဲတဲ့လူတွေကနောက်ဒီမွေးကြတော့မင်းဘက်ကပြန်ဆွဲကြတယ် အဲ့လုံပွဲပြောရလား လုံးဝ အဲ့လုံပွဲပြောရလားကျွန်တော်ပြောတာ ပြောလိုက်ပါဘယ်မှာပြောတာသူတို့လည်းကိုယ် မင်းရှုံးရအောင်မင်းရှုံးပေးမရအောင်မပြောနဲ့အခုအရှုံးပေးရဆိုပြေးပလိုက်ငါတို့အဝေးကမင်း ဘသူပြောတာလဲအရှုံးမေးမဲ့အခုကျွန်တော်ပြောမယ်ကျွန်တော်ရှုံးမေးမယ်ဆိုတော့ဟိုဘယ်ကောင်ကကိုမင်းပြောတာလဲကျွန်တော်စိတ်ထဲမှာမထားပဲထုတ်ပြောတယ်ဆို ဒီလို30တောင်ဆွဲပလိုက်တယ် ဘယ်ကောင်ဖြစ်ပူလီကရင်လေး ကျွန်တော်လည်းတူလား ခွေးဖို့ဆိုတာ တူတာမတူတာစိုးကရပြီးသားလေကွာမင်းရှုံးပေးမယ်ဆိုရင်စိုးကရပြီးသားကိုပေါ့အရှုံးပေးတဲ့ပုံစံမျိုးရတယ်ခက်သွား စိုးရရတယ်ပြောကိုမင်းကျွန်တော်ပြောတာအခုဘာဆိုင်လဲကျွန်တော်လည်းဘာဆိုင်လဲသူတို့ကျွန်တော်ဘာပြောတာလို့လဲအရှုံးမေးမဲ့ပြောလို့လားကိုမင်းကဘာအချက်လဲရှိလဲ စိုးရလို့မို့အဲ့လိုပြန်လာတော့လေဒီအိုက်ကရင်လေးကိုပြောတယ်မင်းအဲ့လိုမလုပ်ရဘူးမင်းဘေးကြီးသမားတယောက်အနေနဲ့သူငါ့ကိုဘာမှပြန်မပြောရဘူး โอเคလည်းပြောအကောမှာအခုခေါ်လိုက်အကောမှာအခုဒါရောမှာအခုကျွန်တော် live လို့ရင်ပြောတယ်အခုလာခဲ့အကောမှာခေါ်လိုက် live ပေါ်တက်ခိုင်းလိုက်လားလာချိတ်လိုက်လား အကုန်လုံး